မင်္ဂလာညချမ်းပါဒီနေ့ဒီဇင်ဘာ22ရက်နေ့ရောက်ရှိလာပြီရာသီဥတုကလည်းပြန်အေးလာပြီရန်ကုန်မှာလည်းပြဿနာတွေတက်နေတယ်အခြားစစ်ဒေသအသီးသီးမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်အဲ့တော့ကျွန်တော်အဲ့ဒါတွေအားလုံးထဲမှာအတိကအကြောင်းအရာတစ်ခုကျွန်တော်တင်ပြချင်ပါတယ်ဒါကတော့မြစ်ဆုံစီမံကိန်းမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဗစစ်တက်ကမြစ်ဆုံကိုပြန်လဲလုတ်ကင်ဖို့တရုတ်ကိုယ်တိုင်ကမ်းလှမ်းတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ပြောချင်တာကမြစ်ဆုံနဲ့ပတ်သက်ရင်ကျွန်တော်တို့တိုင်းပြည်လုံးကအုံကြွကြွကန့်ကွက်ဆန္ဒပြတာတယ်လက်မခံဘူးမြစ်ဆုံဟာအေယာဝတီကိုတတ်လိမ့်မယ်အေယာဝတီဟာကျွန်တော်တို့ရဲ့မိခင်ဖြစ်တယ်အေယာဝတီဟာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုများပေါင်းစုံရာကျွန်တော်မြန်မာနိုင်ငံတစ်ခုလုံးရဲ့အသက်သွေးကြောမြစ်ဆုံစီမံကိန်းကိုပြန်လဲစတင်ဖို့ဗစစ်တပ်ဘက်ကဒီရပိုင်းမှာအတန်ကျဲကျဲလောင်လောင်ထုတ်ပြန်လာတာကိုတွေ့ရတယ်မြစ်ဆုံနဲ့ပတ်သက်ပြီးတော့မေလိခကိုပေါင်ခတ်ရေအားလျက်စစ်ထုတ်မယ်လို့ဆိုပါတယ်ဗျာတမိုင်းဆိုင်ရာအချက်လက်တွေပညာရှင်ဆိုင်ရာအချက်လက်တွေကတော့ကျွန်တော်ထူးမရှင်းပြတော့ဘူးကျွန်တော်တို့ဟာမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ရင်မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးဘိုးကော်မတီဝင်တွေအဖြစ်ကျွန်တော်ကိုစောရန်မိုးလေဝသပညာရှင်ပေါ့ဗျာဆရာကြီးဦးထွန်းလွင်ဆရာဦးကြီးမြင့်အစရှိတဲ့ပုဂ္ဂိုလ်တွေဟာဦးသိန်းစိန်အစိုးရလက်ထက်မှာကော NLD အစိုးရလက်ထက်မှာကောမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးကျွန်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်နောက်တစ်ချက်ကမြစ်ဆုံနဲ့ပတ်သက်ပြီးကချင်ဒေသခံကချင်တိုင်းသားတွေကလုံးဝလက်မခံတယ်လို့ဗမာတပီလုံးဝလက်ခံမှာမဟုတ်ပါဘူးမြစ်ဆုံကကချင်နဲ့ပဲဆိုင်တာမဟုတ်ပါဘူးမြစ်ဆုံစီမံကိန်းတစ်ခုလုံးရဲ့စီစဉ်ရာမြစ်ဆုံစီမံကိန်းလုံးမဲ့မေလိခမြစ်ရဲ့စီစဉ်ရာအေယာဝတီရာဇဝင်များရဲ့တတော်သမီးငါတို့ရဲ့မိခင်တာမှန်ပါအေယာဝတီကကျွန်တော်မြန်မာနိုင်ငံတော်ကြီးဖြစ်တည်တဲ့ယဉ်ကျေးမှုတွေစီးဆင်းရာမြစ်ကြီးတစ်စင်းကျွန်တော်ရဲ့မိခင်ဖြစ်ပါတယ်နောက်ချက်တရုတ်နိုင်ငံကမြစ်ဆုံစီမံကိန်းကိုလုပ်ဖို့အစိုးရအဆက်ဆက်မှာအချိန်ချင်းကြိုးစားခဲ့တယ်NLD ဆိုရလက်ထက်မှာလည်းကြိုးစားခဲ့တယ်သိန်းစိန်အစိုးရလက်ထက်မှာလည်းကြိုးစားခဲ့ဦးသိန်းစိန်အစိုးရလက်ထက်ဆိုရင်မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ခိတ္တရက်ဆိုင်နာမယ်ဆိုတဲ့ထုတ်ပြန်ချက်ထုတ်တယ်NLD ဆိုရလက်ထက်မှာလည်းမြစ်ဆုံစီမံကိန်းစဖို့တရုတ်ဆိုရကြိုးစားခဲ့တယ်အဲ့တော့မြစ်ဆုံကိုမလုပ်ခင်မှာတရုတ်အစိုးရအနေနဲ့ရန်စီမြစ်ကြီးသမိုင်းကြောင်းကိုကဘာတိကြီးညာရေးလာလို့ကျွန်တော်ကမေးခွန်းထုတ်လိုက်ပါတယ်တရုတ်နိုင်ငံအနေနဲ့သူ့နိုင်ငံအကျိုးစီးပွားအတွက်သူလုပ်တာကိုကျွန်တော်တို့သဘောတူပါတယ်ဒါတော့မြည်သည့်နိုင်ငံမဆိုတော့ဗျာကိုယ်နိုင်ငံအကျိုးစီးပွားအတွက်ကိုလုပ်ကြတာပါပဲလုပ်နေကြတာပါပဲအမေရိကန်လည်းသူ့နိုင်ငံအကျိုးစီးပွားသူလုပ်နေတာပါပဲတရုတ်လည်းသူ့နိုင်ငံအကျိုးစီးပွားသူလုပ်မှာပါပဲအိန္ဒိယလည်းသူ့နိုင်ငံအကျိုးစီးပွားသူလုပ်မှာပါကလဒမြစ်စီမံကိန်းပေါ့ခင်ဗျားတို့နိုင်ငံအကျိုးစီးပွားလုပ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံအကျိုးစီးပွားကျွန်တော်တို့တိုင်းပြည်နဲ့လူတွေရဲ့အကျိုးစီးပွားကိုတော့မဖြတ်စည်းစေချင်ကျွန်တော်တို့ကလည်းကျွန်တော်နိုင်ငံအကျိုးစီးပွားကိုကျွန်တော်တို့အမျိုးသားအကျိုးစီးပွားကိုကျွန်တော်တို့လုပ်ကြရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့အတိကပြောချင်တာတော့မြစ်ဆုံကမေလိခလာတဲ့အတွက်ကချင်နေနေမီဖြစ်တဲ့အတွက်ကချင်နေတွင်တာဝန်ရှိတာမဟုတ်ပါဘူးဗမာတပြည်လုံးမှာတာဝန်ရှိပါတယ်ဘာကြောင့်လဲဆိုတော့မြစ်ဆုံကဇီဝဗေဒဒီတဘာဝမိုင်းဘုံတုံးဖြစ်ပါတယ်မြစ်ဆုံသာပြိုကျလိုက်ရင်မြစ်ကြီးနားတစ်မြို့လုံးရည်မြုပ်မယ်မြစ်ဆုံဟာစကိုင်းပြက်လွေကျော်နဲ့ဆက်ပြီးဝုန်းနဲ့ပြိုကျရင်မြစ်ကြီးနားအပြင်ကို AR မြစ်ကမ်းတစ်လျှောက်ကရွာတွေရေလွှမ်းမှုမယ်နံပါတ်1နံပါတ်2AR မြစ်ကြီးတိမ်ခေါ်သွားမယ် AR မြစ်ကမ်းဘေးမှာရှိတဲ့ရွာတွေအကုန်လုံးငတ်ပြတ်ကုန်မယ်မြစ်ဆုံကိုလုပ်တင်သလားအနီးတွေအစိမ့်တွေဘောမာတွေစစ်ဘောမာတွေဘာဘောမာတွေဖယ်တာစစ်တပ်ကိုကြိုက်တာတွေမကြိုက်တာတွေတော်လိုင်းကြီးကိုလှုပ်ချင်တာတွေမလှုပ်ချင်တာတွေဖယ်တာ
ကျွန်တော်နိုင်ငံရဲ့မိခင်အေယာဝတီယဉ်ကျေးမှုများစီးဆင်းရာအေယာဝတီကိုတရုတ်ကလုံမယ်စစ်တပ်ကမြစ်ဆုံကိုထိုးအပ်ပြီးသူစစ်တပ်မိသားစုအကျိုးစီးပွားအတွက်လုံနေကြတယ်ဒါကိုခင်ဗျားတို့ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့အနေနဲ့ကတော့ရှင်းပါတယ်ပြင်းပြတဲ့ကောက်ကွယ်တယ်ဒီနေရာမှာတရုတ်နိုင်ငံကိုကျွန်တော်သတင်းစကားပါလို့ပါတယ်တရုတ်နိုင်ငံအစိုးရပါတီဘူကော်မတီနိုင်ငံရေးဥဆောင်ကော်မတီကွန်မြူနတီပါတီရဲ့နိုင်ငံဥဆောင်ကော်မတီကိုအပါအဝင်ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များကိုလေးလေးစားစားမြစ်တာရက်ခံလို့တာကတရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုတရုတ်တွေလှုပ်တာသဘောတူပါတယ်ကိုယ်နိုင်ငံအကျိုးစီးပွားလှုပ်တာကျွန်တော်တို့ဘာမှကန့်ကွက်ညှင်းပယ်စရာမရှိပါဘူးတိုးတော့ခင်ဗျားတို့တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကြောင့်ကျွန်တော်တို့နိုင်ငံရဲ့တိုင်းပြည်လူထုကိုတတ်တယ်လို့ကျွန်တော်တိုင်းပြည်လူထုရဲ့အကျိုးစီးပွားကိုဖျက်ဆီးတယ်ဆိုရင်တော့ကျွန်တော်တိုက်ရမှာဖြစ်ပါတယ်တိုက်ရမှာဖြစ်ပါတယ်ဘာနဲ့မှတိုက်เสียမရှိဘူးဗဇက်နဲ့ကုန်းကိုက်ရမှာဖြစ်ပါတယ်ရှင်းပါတယ်အဲ့တော့ BNN ကိုကျွန်တော်တို့ကြည့်ရအောင်ကမ္ဘာအင်အားကြီးနိုင်ငံကြီးတွေဖြစ်တဲ့အမေရိကန်ကိုလည်းညီညွတ်တဲ့မျိုးချစ်စိတ်ဓာတ်နဲ့ရှင်ချခဲ့တယ်တရုတ်ကိုလည်းရှင်ချခဲ့တယ်ဗမာရီ BNN စိတ်မွေးဖို့လိုတယ်ဒါကြောင့်တက်တယ်ပဲပြောပြစီလက်ရှိမြန်မာနိုင်ငံမှာဗမာလူဦးရေ36တန်းရှိတယ်ကချင်လုံနေတယ်ကရင်လုံနေတယ်ရခိုင်လုံနေတယ်ကျွန်တော်တို့ဗမာတွေကိုလို့ကြားလာကျွန်တော်ဒီနေ့ဆက်ပြီးဗမာလူမျိုးအကျိုးစီးပွားနဲ့ဗမာလူတုလွတ်မြောက်ရေးအတွက်ကိုကျွန်တော်တို့စလုပ်မှာဖြစ်ပါတယ်အဲ့တော့ကချင်ကအချင်လို့လုပ်တယ်မွန်ကမွန်လုပ်တယ်ခင်ကခင်လို့လုပ်တယ်ရခိုင်ကရခိုင်လို့လုပ်တယ်ကယန်းကကယန်းလို့လုပ်တယ်သူတို့ရဲ့လုတ်ကင်ဆောင်ရွက်နေတဲ့တန်းတူညီများကြီးကိုပိုင်ပြထမ်းခွင့်ကိုချင်မှာကိုဖန်တီးခွင့်ကိစ္စတွေမှာဗမာလူမျိုးတယောက်အနေနဲ့အပြည့်အဝ100%သဘောတူတယ်လို့ဗမာလူမျိုးနွယ်စုကြီးရဲ့အကျိုးစီးပွားကိုကျွန်တော်တို့လုပ်ရပါလိမ့်မယ်ဗမာတွေထကြဖို့လိုပါတယ်ဒီကိစ္စဟာစစ်အာဏာရှင်တပ်ဆိုးရှိရေးဆိုတာထက်တိုင်းပြည်လူထုတရက်လုံးရဲ့အကျိုးစီးပွားကိုဖျက်ဆီးုံသာမကတရုတ်နိုင်ငံရဲ့ policy ဟာကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့လူထုကိုကျွံပြူရေးမဟာဗျူဟာအထိပါရှိနေတယ်လို့ကျွန်တော်တို့ကြားနေရပါတယ်ဗမာပြည်ကတရုတ်ရဲ့ပြည်နယ်တစ်ခုတရုတ်ရဲ့ဩဇာလွှမ်းမိုးခံနိုင်ငံတစ်ခုနောက်တစ်ချက်ဗမာပြည်ဟာတက်လာသမျှအစိုးရတိုင်းဟာတရုတ်ကိုဥညွတ်လေးပြုဘောင်းတော်တိစိတ်တော်တိဘောင်းတော်ညိအလိုကြတရုတ်လိုကြအစိုးရမျိုးပဲဖြစ်ရမယ်ဆိုတဲ့တရုတ်နိုင်ငံရဲ့ Polit Bureau Communist Party ရဲ့ policy ကိုကျွန်တော်တို့မသိဘူးထင်ပါတယ်အဲ့တော့ကျွန်တော်ဗမာတွေထကြော့ကြားလိမ့်မယ်ကချင်ကိစ္စဟာဗမာကိစ္စဖြစ်တယ်ကရင်ကိစ္စဟာဗမာကိစ္စဖြစ်တယ်ကယန်းကိစ္စဟာဗမာကိစ္စဖြစ်တယ်ဗမာကိစ္စဟာလေကချင်ကိစ္စဖြစ်တယ်ကျွန်တော်တို့ကညီအကိုတွေဖြစ်တယ်ကျွန်တော်တို့ကစူးစီးရမယ်ညီညွတ်ရမယ်တိုးတော့ကိုယ်အလုပ်ကိုကိုယ်လုပ်ကြဖို့တော့လိုတယ်ဗျာအဲ့တော့ကချင်လုပ်ကိုကချင်လုပ်လို့ကချင်ပြည်နယ်မှာထိရောက်တဲ့ထိုးစစ်နဲ့စစ်အာဏာရှင်ချေမိုးကြီးလုပ်ငန်းစဉ်ကြီးကထင်ထင်ရှားရှားပေါ်နေတယ်ရခိုင်လုပ်ကိုရခိုင်လုပ်လို့ဒီနေ့ကြောက်ဖြူထိုးစစ်ဆင်နိုင်နေပြီကုန်ကြီးမှာဗျာဒီနေ့ဂျားညက်ပြောလိုက်အောင်မယ်ကုန်ကြီးမှာသူတို့ကုန်ကြီးကိုသိမ့်ပိုက်ရရှိတယ်ဆိုပြီးတပ်ပုံထားရိုက်တာအတူအပြက်တွေနဲ့မိသွေးတုံးဖြစ်သွားတဲ့သတင်းခရောက်ကြည့်ပြီမလားရခိုင်အာခတ်တော်အေးသူရခိုင်လို့သူလုံးနေတယ်ဗျာရှင်းလားရခိုင်လုတ်ပြီးဗမာလုတ်ကုမှာပေါ့ကျွန်တော်တို့ကလည်းဗမာအမျိုးသားအကျိုးစီးပွားအတွက်ဗမာမျိုးနယ်စုအတွက်ဗမာအလုပ်တွေဗမာလုပ်ကြပါလို့လေဟိုရောင်ဒီရောင်တောက်ရောင်မြောက်ရောင်ပြည်တော်စုလို့ဘာလို့အပေါ်ကနေပြီးတော့အားလုံးကိုအုံမိုးပြီးတော့ငါနဲ့ဆိုင်တယ်လို့ငါနဲ့ပိုင်တယ်လို့ဆိုရက်အတွေးတွေဒီခေတ်မှာမရတော့ပါဘူးကိုလူမျိုးလို့ကိုလို့ကိုတိုင်းပြည်လို့ကိုလို့ကိုပြည်နယ်လို့ကိုလို့ဆိုရဲကိုလို့ရေးမှုကိုမချမှတ်နိုင်ရင်တော့ဟိုရောင်ဒီရောင်နဲ့ဟိုလူနဲ့ပေါင်းမလို့ဒီလူနဲ့ပေါင်းရမလို့ဟိုလူကကူညီမလို့ဒီလူကကူညီမလို့နဲ့ဗမာရီတောက်ချဆိုင်ကုန်ပါလိမ့်မယ်
ဒီနေ့တော့ပြောလို့တော့ဗမာလူမျိုး36တန်းဟာ36တန်းနဲ့ကဗျာကျွန်တော်တခုပြောပြမယ်လက်နက်ကင်မတိုက်ပါနဲ့36တန်းလုံးကမကူညီနေပါ36တန်းရဲ့10ရာခိုင်နှုန်း3တန်း6တောင်းကတနေ့ကိုဗမာငွေ1000သာတော်လိုင်းကြီးအတွက်နိုင်ငံအတွက်တိုင်းပြည်အတွက်လူလူအတွက်များကူညီရင်လေ1036တန်းနဲ့မြောက်ကြည့်ရတနေ့ကိုတန်း3600နဲ့တိုင်းပြည်ပြုတ်လင်ပြောင်းလဲမဲ့တော်လိုင်းကြီးသမားနိုင်ငံကြီးသမားတွေကိုရွှေ့တောင်ကွတ်ထားလို့ရတယ်ကိုမေးပါကျွန်တော်တို့တကယ်လုပ်နေလားခင်ဗျားတို့တကယ်လုပ်နေလားတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအနာဂတ်နိုင်ငံတော်အတွက်ခင်ဗျားတို့တကယ်လုပ်နေလားကျွန်တော်တို့တကယ်လုပ်နေလားကျန်တဲ့လူမျိုးတိုင်းသားလူမျိုးတွေသူတို့လုပ်နေကြပြီဗျာရှင်းလင်းလုပ်တယ်ခိုင်မာတီဆောက်နေတယ်ရေရှည်အမျှော်မြင်တဲ့ကိုတီဆောက်ပြီးသူတို့လုပ်နေကြတယ်ဒါကိုကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ဗမာတွေအခုဒီဝေးလေးဖြစ်နေတော့မယ်ပြည်တော်စုလိုအားလုံးကိုပဲကိုကပေးမှရတယ်လို့ရောင်ချတောင်းချနဲ့ဗမာတွေလမ်းပြောက်နေပြီလားဗမာလူမျိုး36တန်းထားကြွရလိမ့်မယ်ဗမာမျိုးနွယ်စုဗမာလူမျိုးတွေရဲ့အကျိုးစီးပွားကိုဥထိပ်ပန်ဆင်ပြီးလုံးမဲ့နိုင်ငံရေးသမားတွေတော်လိုင်းသမားတွေပေါ်လာဖို့လိုတယ်ဗမာတွေတကယ်တိုက်ရင်မင်းအောင်လှိုင်စစ်အုပ်စုဟာချင်းတွေကြာရှုံးမှာဖြစ်ပါတယ်ဗမာတွေကတိုက်တော့တိုက်ပါတယ်တိုက်လဲတိုက်နေတယ်တချို့ကလည်းတိုက်ချင်အောင်စောင့်နေတယ်ဒါဟာလက်ရှိတော်လိုင်းရေးရဲ့အခြေအနေတစ်ခုကိုကျွန်တော်မတိမတာလေးလှစ်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်မို့မြစ်ဆုံရေးရကချင်ရေးမဟုတ်ဘူးတပြည်လုံးရေးဖြစ်တယ်မြစ်ဆုံဟာဗမာပြည်နဲ့ဆိုင်တယ်မြန်မာလူမျိုးအလုံးနဲ့ဆိုင်တယ်ဘာကြောင့်လဲမိခင်အေယာဝတီကိုအသေးတက်မဲ့စီမံကိန်းဖြစ်နေတယ်အေယာဝတီမြေကြီးတိမ်ကောသွားရင်ဘာတွေဖြစ်မယ်လို့ခင်ဗျားတို့ထင်ပါလဲလက်စစ်တအားမရလို့သေသွားလို့လားအခုရောမီးမှန်နေလို့လားအခုရောဖုန်းလိုင်းနေအင်တာနက်လိုင်းနေကောင်းနေလို့လားရေရောမှန်နေလို့လားအဲ့တော့ရေအားလျက်စစ်ဘာလုံးเสียအကြောင်းရှိလဲတိုင်းပြည်ကမငြိမ်းချမ်းဘူးတော်လိုင်းရေးစစ်ပွဲတွေဖြစ်နေတယ်ရွေးကောက်ပွဲကိုအတင်းလုပ်ဖို့ကြိုးစားတယ်တရုတ်လက်ထဲကိုတင်ရန်စားတာတွေအကုန်ထိုးအပ်နေတယ်သူတို့မိသားစုအာဏာရရေးကောင်းစားရေးအတွက်လုပ်နေတာဖြစ်တယ်ဆိုတော့ခင်ဗျားတို့စစ်တပ်ကြိုက်သည်ဖြစ်စေစစ်တပ်ဘောမသည်ဖြစ်စေမိခင်အေယာဝတီကိုတတ်မဲ့သူထဲမှာတော့တရားခံဖြစ်မပါစေနဲ့လို့ကျွန်တော်ပြောလို့တယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူအကျိုးစီးပွားကိုကာကွယ်မှာဖြစ်တယ်ကျွန်တော်တို့တိုင်းပြည်ရဲ့ကျွန်တော်တို့လူအကျိုးစီးပွားကိုဖျက်ဆီးမဲ့သူတွေကိုတိုက်เสียတနတ်မရှိကြည်စံမရှိဗဇက်နဲ့ကုန်းကြိုက်မယ်ဗျာရှင်းတယ်နော်အဲ့တော့မြစ်ဆုံဟာမိုင်းပုံကြီးတစ်ခုဖြစ်ပါတယ်အနုနုပုံတက်ပြင်းပါတယ်မြစ်ဆုံသာလှုပ်ဖြစ်လို့တစုံတစ်ခါမှားယွင်းပြီးပြိုကျခဲ့ရင်နိုင်ငံသားတွေအသက်ပေါင်းများစွာသိမယ်နော်အေယာဝတီမြကြီးတိမ်ကောသွားရင်တိုင်းပြည်လုံးထမင်းငတ်သွားနိုင်တယ်ဒါကမှအသိဉာဏ်မရှိပဲမင်းအောင်လိုင်းစစ်ဗိုလ်ချုပ်တစုကောင်းစားရွေးအတွက်ခမရတို့စိတ်တော်တိဘောင်းတော်ကြီးလုံနေမယ်ဆိုရင်တော့ခမရတို့လူမျိုးခမရတို့တိုင်းပြည်ကျွန်တော်တို့လူမျိုးကျွန်တော်တို့တိုင်းပြည်ဒီကဘာမှာဒီတက်လူရမဝင်တော့ဘူးဆိုတာကိုမြင်မှတ်ရတော့လို့ပြောရင်လူမြတ်ကျော်ဟာမြစ်ဆုံနဲ့ပတ်သက်ရင်အပီးတိုင်ဖြတ်သိမ်းကြီးကိုပြင်းပြင်းထန်ထန်ကတ်ကွက်ပြီးဒီနေရာကနေကြီးညာပါတယ်ထို့အတူ NRA နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအနေနဲ့လေမြစ်ဆုံစီမံကိန်းကိုအပီးတိုင်ဖြတ်သိမ်းရေးလုံးဝလှုပ်ဆောင်တာကိုကန့်ကွက်ဆန့်ကျင်ဆိုတဲ့အကြောင်းတရားဝင်ကျွန်တော်ကြေညာပါတယ်ကျွန်တော်တို့မိခင်အေယာဝတီကိုကာကွယ်ကြပါမာလာဖက်စစ်တပ်ဟာမြစ်ဆုံကိုထိုးအပ်ပြီးတရုတ်ကိုကျွံခံဖို့လုပ်နေတဲ့တမိုင်းရဲ့တရားခံဖြစ်တယ်ဆိုတာကိုဒီနေရာကနေတိကျပြတ်သားလူမျိုးကျော်ကပြောပါတယ်မိခင်အေယာဝတီကိုကာကွယ်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်